အားလုံးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ဒီနေ့မင်္ဂလာရှိတဲ့နေ့ရက်လေးမှာဆိုလို့ရှိရင်ဖြင့်ရွှေပြူစေပေါ်မှာလာရောက်ပြီးတော့စေကူတမှုကိုခံယူနေကြသောဝေဒနာရှင်များတော့3နိုင်ရအတွက်ဆိုပြီးတော့အာဟာရဒါနကုသိုလ်ရှင်ဖြစ်တဲ့ဒေါ်မြင့်မြင့်စန်း63နှစ်မွေးနေ့ကိုအကြောင်းပြုကားဖြင့်မွေးနေ့ကုသိုလ်လေးဖြစ်လာရောက်ခါဖြင့်လူရန်ပေးတဲ့ပုံရိပ်လေးဖြစ်ပါတယ်မွေးနေ့လို့ရှင်ဒေါ်မြင့်မြင့်စန်းလည်းမွေးနေ့မှာစ၍နောက်နှစ်ပေါင်းမြောက်များစွာတိုင်အောင်တက်ရှိကျမ်းမှာဘေးရန်ကင်းကွာ၍ရက်ကျိုးရွာကျိုးဘာသာကျိုးသာသနာကျိုးများမှာတည်ဖို့ရွတ်ဆောင်နိုင်သောပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်တို့ဖြစ်ကြပါစေအလူရှင်လူရန်အပ်သောစာမျိုးကျဲဥပ္ပယများသုံးဆောင်ပြီးကြသောဝေဒနာရှင်အပေါင်းတို့သည်လည်းဤနေ့ဤရဲ့ဤချိန်ကစ၍ခံစားနေရယောဂဝေဒနာများအမြန်ဆုံးသက်သာကအမြန်ဆုံးပျောက်ကင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သလို့ပေးလိုက်ရပါတယ်ခင်ဗျာအလူရှင်တဲ့ကောခုနှစ်သားများအားလုံးတက်ရှိကျမ်းမှာဘေးရန်ကင်းကွာ၍ထာဝရပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်ခင်ဗျာအားလုံးပဲကျမ်းမှာချမ်းသာကြပါစေ